ဒီဟာမင်းဘိုးယူလို့ဘိုးယူလို့ဘိုးရရမယ် အညူလေးလို့မှတ်ပေးပါ ရောင်းကြလား အင်တာနက်ပဲမင်းတော့ပဲလို့တော့ပါဘူး မဆိုင်တဲ့ကိုထည့်ပါမယ် ဟုတ်တယ်ကိုပြမတိုင်ညာလည်းမရှိတာ အေးဟုတ်တယ်ကလေးဒါမှအိမ်ပိုင်းရှင်တော့ဒီမှာကြည့်ဥကိုရိုက်ထားတာပဲအဲ့ဒီကြောင်လေးရတဲ့သမီးနဲ့ပဲအဲ့လိုမျိုးနေတာတဲ့မကြည့်ဘသူနဲ့မှအဲ့လိုမနေဘူးတဲ့အိမ်မှာလူတွေအများကြီးရှိတယ်ဘသူနဲ့မှမနေဘူးကိုတယောက်တည်းနဲ့ပဲနေတာလို့အဲ့ဒါဟုတ် မင်းကပြောမှသိတာ ဟုတ် ငါဝိစာလေးအဲ့လိုကင်ထားရထင်တာ ဩအဲ့ဒါကြောက်ကြရလေသမီးဘက်မှာဒီတိုင်းအမ မို့လေကိုကမှုမမှန်မှန်နဲ့လေအော်ဒီကလေးမလေးဘာလို့ကင်ထားလဲမသိဘူးလို့ ဟော ကိုနေပြောကမှာဦးဒီအော်ဒါငါကြောင်လေးဟာ အဲ့လိုဆိုသမီးအဲ့လာကြရလေသူ့သမီးကတိုးတိုးလေးပြောတာကြောင်သားရင်းစားမယ်ကြောင်သားရင်းစားမယ်ဟေးချက်စားမယ်ဆိုလေသူအိတ်နေရပဲသိလား အဲ့လိုဟိုမှာခလေးအိမ်နေပြော ကလေးအိတ်နေတယ် လုံးလုံးစားနေ အကြောင်ပြောမှမသိတာသမီးကသူ့ကိုချစ်လို့လေကလေးအိတ်နေတဲ့ငင်းငင်းနေလို့အဲ့ဒါပြောကဲကြည့်အမလေးဖြစ်မယ်သူဟုတ်တယ်အမလေးတွေကဒီအဲ့လိုမျိုးလေးတွေချစ်လိုက်တာရဲ့သိလားကြည့်အောင်အဲ့တိုင်းလေးခေါ်သွားလဲအဲ့တိုင်းပဲသိလားအဲ့တိုင်းလေးပဲ ဟုတ်ပြောနေတာ ဟုတ် မှကြောင်ရှိတယ် မရှိဘူးဒါပေမဲ့ကိုကကြောင်ချစ်တာလေ